ခုရောက်နေတာကတော့ဟန်နွိုင်းအိုးကွာတာမှာရှိတဲ့ဘီယာစထရီဖြစ်ပါတယ်ဒါဒီကိုလာတာတော့မဟုတ်ဘူးဒီလိုပဲဒီနေ့တစ်နေ့လုံးဥတီချမ်းမရှိဘဲနဲ့ရှောက်သွားနေတာ2ရက်ရှိပါပြီဘယ်ကိုသွားမယ်ဆိုပြီးတော့ဥတီချမ်းမရှိဘဲနဲ့ရောက်ရပါတော့ဆိုရဲတဲ့လမ်းလျှောက်နေတာအခုရှောက်ရင်းနဲ့ဘီယာစထရီကိုရောက်လာပါပြီတော့ဒါကျွန်တော်တို့စီမှာဆို16လမ်းလိုပုံစံမျိုးပေါ့ဒီလမ်းကြားလေးတွေမှာဘီယာဆိုင်လေးတွေအများကြီးပဲရှိပါတယ်China Town ကိုရှေးဟောင်းရက်ကွက်ကြီးပါဒီမှာရှိတဲ့ဆိုင်တော်တော်များများဆိုင်ကန်းထဲမှာခုံနေချပြီးဖွင့်တာတဲ့အခုလိုမျိုးလမ်းမခုံတေးသေးလေးတွေချပြီးတော့ရောင်းကြတာများပါတယ်ဒီလမ်းမလေးတွေမှာထိုင်ပြီးတော့အေးအေးဆေးနဲ့လမ်းသွားလမ်းလာတွေကြည့်ရင်းနဲ့ဒီမှာဘီယာထိုင်တောက်ကြတာပါဒီနေ့မှာရှိတဲ့ဆိုင်လေးတွေကညဘက်ဆိုရမ်းလှပါတယ်သူတို့ decoration လေးတွေပြင်ထားတာမီးအောင်စုံလေးတွေနဲ့ဘဝစားဆိုင်တွေကတော့များသောအားဖြင့်ဒီဘက်ကအေးတာဆိုတော့အေးတဲ့ပစ္စည်းတွေငွေတွေပဲရောင်းတာများပါတယ်ဒါကတော့ပရီးတွေရောင်းတဲ့ဆိုင်မှာလက်ပတ်တွေရောလက်ဆွဲတွေရောအစုံရှိပါတယ်ဒီဆိုင်မှာတော့ဒါမျိုးအမွေးပွားအုပ်ထုပ်တွေအများကြီးပါကျွန်တော်တို့မေမျိုးတို့တောင်ကြီးတို့မှာရောင်းတဲ့အနွေးတွေပုံစံမျိုးပါပဲမှာတခုကောင်းတာဘယ်နာပဲဖြစ်ဖြစ် coffee ဆိုင်တွေကအများများတယ် coffee ဆိုင်လေးတွေအများကြီးရှိပါတယ်အဲကြောင့်မို့ coffee ဆိုင်တွေ့လို့ရှိရင် coffee ထိုင်တောက်နေနေဟိုငေးဒီငေးနဲ့အချင်းကကုံလို့ကုံမှန်းမသိဘူးဘဲမှလည်းမရောက်ဘူးခြေဦးတက်ရလျှောက်သွားတာရောက်ချင်တဲ့နေရာရောက်ဆိုပြီးညနေစာမစားရသေးဘူးဘာစားရင်ကောင်းမလဲလိုက်ကြည့်ညာဒီမှာကတော့များသောအားဖြင့်ဒီခောက်ဆွဲပြုတ်လူဆိုင်နေများပါတယ်ဒါတော့ coffee တွေရောင်းတဲ့ဆိုင်မှာသူတို့ data အတွက် coffee တွေလည်းရှိပါတယ်Kopi Lewis ဆိုတဲ့ကြောင်ကရိုးကနေပြီးတော့မစင်ကိုလှုပ်ထားတဲ့ coffee တွေလည်းရောင်းပါတယ်ဒါကြောင်ကရိုး coffee ပါ The best seller there နဲ့ရန်ဖို့တာ The Wisho coffee ကြောင်ကရိုးကနေ Kopi Lewis နဲ့တော့တော်တော်မွေးရ100 gram. Yeah, this is 500 gram. Turn right. We have this bean and like this ground. This bean. ဘာဆိုလို့ရှိရင်ဒါစစ်တိန်ပွဲပါစချာဒီဒါဆို coffee များရှိပါတယ်ဒါတော့ coffee လို့ဆိုတာဒီဆိုင်မှာ coffee ဝင်ဆန်းပြီးတော့ပြန်ထွက်လာပါပြီဒီအိုးကွက်တာမှာတခုကောင်းတာလဲစရာနေရာတွေကအများကြီးပဲလမ်းလျှောက်သွားတာနဲ့ဒီထဲမှာပတ်လို့ရှိရင်သွားစရာနေရာတွေအများကြီးရှိပါတယ်လမ်းတိုင်းလိုကနိုင်မာကတ်တွေလိုဖြစ်နေရာသီဥတုကလည်းတနေကုန်အေးပါတယ်စိတ်ပြီးတော့တောင်ကြီးတို့ကလော်တို့ရောက်သွားတယ်လို့ပါပဲဒီမှာ coffee ဆိုင်လေးတွေကနေရာတိုင်းမှာအခုလိုမျိုးလမ်းဘေးမှာတမျိုးခုံနှိမ့်လေးတွေချပြီးတော့ရောင်းတာများပါတယ်coffee ဆိုင်လေးတွေပါ coffee ဆိုင်လေးတွေကဒါမျိုးခုံနှိမ့်လေးနဲ့အခုလိုမျိုးလမ်းဘေးမှာအမျိုးလေးတွေထိုင်တောက်ကြတာပါ BNN မှာကားလမ်းခုရတာတော့နည်းနည်းအန်ဒီများပါတယ်သူတို့ကထိုင်းမှာလို့ခေါင်းလေးငုံပြလည်းမရက်ပေးပါဘူးကိုလည်းအတင်းကူသူတို့လည်းအတင်းဖြတ်ပဲညစာမစားရသေးဘူးဆိုတော့ဒီမှာစားကြည့်လိုက်ပါအောင်မယ်ဘယ်လိုရတာရှိတယ်ဆိုတော့ဒီဆိုင်မှာရတဲ့မီနူးတွေပါအမျိုးလေးလာချပေးပါတယ်ဒါကတော့ချက်သားကိုဒီမှာအပြင်မှာလည်းဒါမျိုးလေးချပေးတာပူစီငံနေလည်းပါတယ်ချက်သားကတော့ဒါပြုတ်ထားတာကလီစာတွေပေါ့ချက်ကလီစာတွေဒီထဲမှာလည်းချက်သားတွေပါတယ်ဒီချက်ကူးလည်းချပေးတယ်တမယာသီးငရုတ်သီးစိမ့်ကြီးလည်းချပေးပါတယ်သူတို့ရဲ့ sauce ကဒီမှာစားနဲ့ဘာရည်လဲတော့မသိဘူးဒီရဆိုရင်ခောက်ဆွဲရတာမျိုး
နန်းပြားလိုအဖတ်တွေပါခောက်ဆွဲပြားတွေအဲမှာနန်းမျိုးကြက်သွန်မျိုးပေါ်ဖြူတာရတာတော့ကြက်ပြုတ်ရည်တွေခောက်ဆွဲထည့်ထားတယ်လို့ပါဒီမှာဒါမျိုးခောက်ဆွဲဆိုင်တွေပဲများပါတယ်ကုံကခွေးချီကုံအပုလေးနဲ့ဆိုတော့စားရတာဇောက်ထိုးကြီးဖြစ်ဒါ beginner style မှာလမ်းမေးမှာအဲ့ဒါမျိုးခုံလေးနဲ့ဘာဆိုင်လေးတွေပြီးပြီးသူတို့ကအဲ့ဒါမျိုးခုံလေးတွေချပြီးတော့ကြောင်းတာချက်ဥတွေပြုတ်ထားတာဒီခောက်ဆွဲနဲ့ကြက်သားလေးကို beginner down 1000ပေးရပါတယ်စားပြီးဆိုတော့ coffee ဆိုင်လိုက်ရှာလိုက်ပါမယ်36လမ်းနေတော့ခေါ်ပါတယ်ဒီမှာရှိတဲ့ဆိုင်လေးတွေကကုန်တော့အဲ့ဒါမျိုးခုံလေးတွေချပြီးတော့ကျောင်းတာပါဒါတော့အာလူကြော်တို့အသားကင်းအသားကြောင်ကြော်တို့ကျောင်းတာပါစီဖူးလေးတွေကိုခုလိုမျိုးလမ်းကြားလေးတွေမှာခုံလေးတွေချပြီးတော့ရောင်းပါတယ်ဒီကိုလာတဲ့ဒါဧည့်သည်တော်များလည်းဒါမျိုးလေးတွေလာစားကြပါတယ်ဒီ coffee ဆိုင်လေးဆိုလို့ရှိရင်လမ်းစုံလေးမှာစောက်ထားတာအဆောက်အဦဒီဇိုင်းလေးကတော်တော်လေးလှပါတယ်အဆောက်အဦဒီဇိုင်းလေးတော်တော်လှပါတယ်ဒါလမ်းစုံလေးမှာစောက်ထားတယ် coffee ဆိုင်လေးပါ